မင်္ဂလာနံနက်ခင်းပါလာပါတဲ့ယူနေရာစုနှစ်ပေါင်းများစွာဒီဒေတာမှာနေထိုင်ခဲ့ကြလူတွေကဒီဒေတာရှိရှုခင်းတွေကိုပဲဆွဲဆောင်ခြင်းခံခဲ့ရမယ်တောက်ထိတ်ကိုနမ်းရှို့လိုက်တဲ့မိုးတင်ပြလိုက်ဒီမှာလိုက်တံဘူးတွေလိုကြီးတော့တောင်တန်းကြီးရာကဒီနေ့တာစင်းဆူလာပါတဲ့ပတ်ဝန်းကျင်ကနေနူးထက်လာတယ်မိုးတင်ပြကနေကျေဆုံမြောင်ပြောက်အထိမိုးတီတော့ကနေကျေးရွာအထိဘဝကိုကြပြဆန်တဲ့နေ့ရက်တွေအဖြစ်ဖွင့်ပြလိုက်ကြစို့ယူနန်လို့ခေါ်တဲ့ဘဝမျိုးရှိပါတယ် Good morning 云南